အားလုံးမင်္ဂလာပါဒီဗီဒီယိုလေးကတော့မှတ်ဖို့သုံးပြတဲ့လူတွေအတွက် bootable state တစ်ချောင်းပြုလုပ်နည်းကိုပြပြပေးသွားမယ့်ဗီဒီယိုလေးပဲဖြစ်ပါတယ် Apple ပုံတော့အသုံးပြုတဲ့လူတွေအတွက်ကျွန်တော် bootable state တစ်ချောင်းရှိသင့်ပါတယ်ဘာကြောင့်လဲဆိုတော့အကြောင်းမျိုးမျိုးကြောင့်ကျွန်တော်တို့အသုံးပြုနေတဲ့ကွန်ပျူတာက OS မှာတက်တော့တဲ့အခါမျိုးတွေရှိလာတတ်တယ်ဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့ internet storage တွေချိန်နေတဲ့အခါမျိုးတွေမှာလည်းOS ကိုပြန်ပြီးတော့ install လုပ်ရတာပေါ့နော်ဒီလိုအခါမျိုးမှာကျွန်တော်တို့စီမှာ bootable state တစ်ချောင်းရှိရဲဆိုရင်ကိုယ့်ဘာသာOS installation ကိုပြုလုပ်နိုင်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ bootable state ချောင်းပြုလုပ်မှုတွေဘာတွေလိုအပ်လဲဆိုရင်ကျွန်တော်တို့ MaxOS DMG file တစ် file လိုအပ်မယ်ပြီးတော့လို့ရှိရင်USB state 32K တစ်ချောင်းလိုအပ်တယ်ပြီးတဲ့အခါမှာကျွန်တော်တို့ MacBook ပေါ့နော်ဒါမှမဟုတ်လို့ရှိရင် Apple computer ပေါ့ဒါဆိုရင်ကျွန်တော်တို့bootable state ချောင်းပြုလုပ်လို့ရပါပြီ Okay ဒါဆိုရင်ကျွန်တော်တို့တစ်ချက်ကြည့်အောင်ဒီ state လေးကတော့ကျွန်တော် bootable လုပ်မဲ့ state လေးပဲဖြစ်ပါတယ်ဒီ state က 32K state လေးပဲဖြစ်ပါတယ်ဒီ state ကိုကျွန်တော်ကွန်ပျူတာမှာထိုးလိုက်ပါမယ်โอเคဒါဆိုရင်တော့လူချင်းမျိုးရဲ့ကွန်ပျူတာမှာ state လေးကိုတွေ့ရမှာဖြစ်ပါတယ်ဒီ state ကိုကျွန်တော်တို့ပထမဆုံးအနေနဲ့ format ရိုက်ပြရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ disk utility ကိုတောင်းမှာဖြစ်ပါတယ် disk utility ဒါဆိုရင်လူချင်းမျိုး disk utility ကိုတွေ့ရမှာဖြစ်ပါတယ် disk utility ရဲ့ဘယ်ဘက်ခြမ်းမှာကျွန်တော်တို့ USB disk 3.0 media ကိုတွေ့ရမှာဖြစ်ပါတယ်ဒါလေးကိုကျွန်တော်တစ်ချက် select လုပ်ပါပြီးတဲ့အခါမှာ erase ကိုတစ်ချက်နှိပ်ပေးပါဒီနေရာမှာပထမဆုံးတွေ့ရမှာက name ဖြစ်ပါတယ်ကျွန်တော်တို့ stick ကိုနာမည်ပေးရမှာဖြစ်ပါတယ်ဒုတိယကတော့ format တတိယကတော့ schema ဖြစ်ပါတယ်ဒီ format ကကျွန်တော် schema ပုံမှာမူတည်ပြီးတော့ partition map ပေါ့နော်ဒါတနည်းအားဖြင့်ပြောမယ်ဆို partition map ပုံမှာမူတည်ပြီးတော့အသုံးပြုလို့ရတဲ့ format တွေအများကြီးကွဲသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော် schema လေးတစ်ချက်ကြည့်ကြည့်အောင်ဒီ partition map ဆိုတဲ့ schema မှာလူချင်းမျိုးတို့၃မျိုးတွေ့ရမှာဖြစ်ပါတယ်အောက်ဆုံးတစ်ခုက Apple partition map ဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ဟိုလုံးအကိုအသုံးပြုခဲ့တဲ့partition map တစ်ခုပဲဖြစ်ပါတယ်ဒုတိယတစ်ခုကကျတော့ master full record ဒါကဘာနဲ့တူလဲဆိုကျွန်တော်တို့ Windows မှာဆိုရင် legacy partition နဲ့တူတူပါပဲနောက်တစ်ခုကကျတော့ကျွန်တော်တို့ GUID partition map ဒါကဘာနဲ့တူလဲဆိုရင်ကျွန်တော်တို့ Windows မှာ GPT partition UEFI ပေါ့နော်ဒါနဲ့တွားပြီးတော့ဆင်းတူပါတယ်အဲကျွန်တော်တို့က UEFI partition map ကိုရေးပေးပါမယ်ပြီးတဲ့အခါမှာကျွန်တော်တို့ကformat မှာတော့ကျွန်တော်တို့ OS external journal ကိုပဲယူလိုက်ပါဖြစ်ပါတယ်ပြီးတဲ့အခါမှာကျွန်တော်တို့နာမည်ကတော့ MaxOS bootable လို့ကျွန်တော်တို့ရေးလိုက်ပါမယ်ပြီးတဲ့အခါမှာကျွန်တော်တို့ erase ကိုတစ်ချက်နှိပ်လိုက်ပါဒါဆိုရင်တော့ကျွန်တော်ရဲ့ stick ကိုသူက format ရနေပါပြီ Okay ဒါဆိုတော့ format ပြုလုပ်ခြင်းပြီးဆုံးသွားပါပြီဒီခါမှာကျွန်တော်တို့ done လေးကိုနှိပ်လိုက်ပါပြီးတဲ့အခါမှာကျွန်တော်ဒီ disk utility ကိုတစ်ချက်ပိတ်လိုက်ပါပြီးတဲ့အခါမှာကျွန်တော်တို့ကဒုတိယအနေနဲ့ OS file လေးကိုကျွန်တော်တို့ select လုပ်လိုက်ပါပြီးတဲ့အခါမှာဒီ OS file လေးကိုကျွန်တော်ဖွင့်လိုက်ပါမယ် right click open ဒါဆိုရင်လူချင်းမင်းတို့ MaxOS app file လေးကိုတွေ့ရမှာဖြစ်ပါတယ်ဒီ app file လေးကိုကျွန်တော် right click နှိပ်လိုက်ပါပြီးတဲ့အခါမှာကျွန်တော် show package content ကိုတစ်ချက်နှိပ်လိုက်ပါဒါဆိုရင်လူချင်းမင်းတို့ content ဆိုတဲ့ folder လေးကိုတွေ့ရမှာဖြစ်ပါတယ်ဒီ content ဆိုတဲ့ folder လေးတွေဝင်လိုက်ပါပြီးတဲ့အခါမှာကျွန်တော် resource တွေကိုထပ်ပြီးတော့ဝင်ပေးပါဒီအခါမှာလူချင်းမင်းတို့ create install media ဆိုတဲ့ file လေးကိုတွေ့ရမှာဖြစ်ပါတယ်ဒီအခါမှာဒီ folder လေးကိုကျွန်တော်နည်းနေရာရွှေ့လိုက်ပါမယ်ပြီးတဲ့အခါမှာကျွန်တော် terminal လေးကိုဖွင့်ပေးရမှာဖြစ်ပါတယ်အဲ့အတွက်ကျွန်တော် command key ရဲ့ space bar ကိုတွဲပြီးတော့နှိပ်ပေးပါပြီးတဲ့နောက်မှာကျွန်တော် DERMIN ရဲ့ terminal ကိုရိုက်ထည့်ပေးပါပြီးတဲ့အခါမှာကျွန်တော် terminal လေးကိုဖွင့်ပေးပါဒါဆိုရင် terminal file လေးဖွင့်လာပါပြီ terminal လေးကိုကျွန်တော်တို့ဒီဘက် play လေးနဲ့ရွှေ့လိုက်မယ်ပြီးတဲ့အခါမှာကျွန်တော် terminal ထဲမှာ SUTO ကိုရိုက်ထည့်ပေးပါပြီး space ချန်နှိပ်ပေးပါပြီးတဲ့အခါမှာကျွန်တော်တို့ create install media ဆိုတဲ့ file လေးကို select လုပ်လိုက်ပါပြီးတဲ့အခါမှာကျွန်တော်တို့ terminal လေးကိုဆွဲတင်လိုက်ပါပြီးတဲ့အခါမှာကျွန်တော်တို့ -volumd folder ကိုရိုက်ထည့်ပေးပါပြီးတဲ့နောက်မှာကျွန်တော် space bar တစ်ချက်ချပေးပါပြီးတဲ့အခါမှာကျွန်တော်တို့ folder လေးကိုတွားပြီးတော့ကျွန်တော် right click ပြီးရင်ကျွန်တော် go to folder ကိုတစ်ချက်နှိပ်ပေးပါ go to folder ကိုတွေ့ရတဲ့အခါမှာကျွန်တော်တို့ volume ကိုရိုက်ထည့်ပေးရမှာဖြစ်ပါတယ်ကျွန်တော်တို့ရိုက်ထည့်ပြီးသားဆိုတော့ကျွန်တော် go လေးကိုပဲနှိပ်လိုက်ပါမယ်ဒီခါမှာလူချင်းမင်းတို့ကျွန်တော်တို့ရဲ့ MacBook ထဲမှာလာပြီးတော့ချိတ်ဆက်ထားတဲ့ storage တွေကိုတွေ့ရမှာဖြစ်ပါတယ်ဒီခါမှာကျွန်တော်တို့
bootable လုပ်မဲ့ stick ကိုတွားပြီးတော့ select လုပ်ပေးပါပြီးတဲ့အခါမှာဒီ volume ကိုကျွန်တော်တို့က terminal ထဲကိုဆွဲထည့်ပေးပါ terminal လေးကိုဆွဲထည့်ပြီးတဲ့အခါမှာကျွန်တော် enter လေးကိုနှိပ်ပေးပါဒါဆိုရင်သူက login password ကိုလာရောက်တောင်းခံနေခြင်းဖြစ်ပါတယ်ကျွန်တော် password ကိုရိုက်ပေးရမှာဖြစ်ပါတယ် password ကိုရိုက်ပြီးတဲ့အခါမှာကျွန်တော် enter လေးကိုနှိပ်ပေးပါဒါဆိုရင်တော့သူကဒီ state ကို bootable state လုပ်မှုအတွက် agreement လာရောက်တောင်းခံခြင်းဖြစ်ပါတယ်ကျွန်တော်တို့ y ကိုနှိပ်ပြီးတော့ enter လေးကိုနှိပ်ပေးပါဒါဆိုရင်တော့သူက state ကိုဖြတ်ပြီးတော့ bootable state ချောင်းပေးလို့နေပြီဖြစ်ပါတယ် Okay ဒါဆိုရင်တော့ကျွန်တော်တို့ bootable state ပြုလုပ်ခြင်းအောင်မြင်စွာပြီးဆုံးသွားပါပြီခင်ဗျာနောက်တဲ့ဗီဒီယိုလေးမှာကျွန်တော်တို့OS 10ရဲ့အကြောင်းလေးကိုပြပြပေးသွားမှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်